အားမွေးလေးတွေကနေမကောင်းတော့ကနေမကောင်းမပတ်နဲ့နွားလို့နားမလဲဦးလားနေတို့ဟုတ်လေနေတို့လူတွေပဲပတ်လေနွားအောင်လားမပတ်နဲ့လေဘလို့လူမသာလဲလည်းမသိဘူးပတ်စရာတော့ရှားနေရလားစတုံးနေတာလိုက်ရှာစားနေတဲ့လူလည်းနေတော့ပတ်တာပဲဟာမိုးကလည်းမလင်းသေးဘူးကွာအိမ်လိုလည်းမရဘူးပရင်မောက်ထတာကြီးရတာဝကြွေးတခုတကြံပေးရကိုဦးနဲ့ဦးတဲလေးတို့ကတော့ချောင်းသာရောက်နေပြီခုနကကိုဦးတို့စုံပဲတွေးလိုက်လားမတွေးတာပဲကောင်းပါလေရှုခင်းမဲ့ပြမယ်ရှုခင်းမဲ့ကြည့်ဟာတခင်ကျိုးပြုတ်သွားပြီတခင်နောက်ကကိုခွေးကိုလည်းကြည့်အောင်ကိုခွေးဒီနေ့ဓာတ်ပုံရိုက်တဲ့ကလေးတွေလည်းမတွေ့ဘူးနော်ဘာဖြစ်လို့တော့ဝင်းတဲလေးကနှစ်ယောက်တည်းအစ်စ်လမ်းလျှောက်နေတာကွာအဲ့ကလေးတွေလာရင်ရှုပ်နေသူတို့ဓာတ်ပုံရိုက်ခိုင်းမလို့ကိုဝင်းတယောက်လုံးဘေးနားမှာရှိနေတာကွာခွင်းတဲလေးကိုကိုခွင်းရိုက်ပေးမှာပေါ့ကိုခွင်းရိုက်တာကြီးမလှဘူးဝင်းတဲလေးတော့ဒုလာပြန်ပြီကန်းကြီးရောက်တာအဲ့ဓာတ်ပုံရိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအများအားစိတ်ကောက်နေတာဒီကောက်ပါပဲကိုခွင်းကဓာတ်ပုံအမြင်မရှိဘူးလူကိုရိုက်ပါဆိုရှုခင်းကိုရိုက်တယ်ရှုခင်းကိုရိုက်ပါဆိုလူကိုရိုက်တယ်တွားခေါင်းဒီနေ့တော့လောက်ပဲ